င်းမြန်မာနယ်စပ်မင်းလက်ပံဒေသရှိ DKB ခေါင်းဆောင်လက်အောက်မှာလက်ပတ်နေတဲ့ကြားဖြတ်ယုံကတင်းဆဲရမိတဲ့ပစ္စည်းတွေကိုမဖြစ်စီပဲတာဝန်ရှိသူတွေကိုလွယ်အပ်ပြီးနောက်ွယ်ကပါဝင်ပတ်သက်နေတဲ့သူတွေကိုစုံစမ်းဖော်ထုတ်သွားမယ်လို့ KNU ပြောခွင့်ရပဒူစောတော်နီကပြောပါတယ်တစ်ချက်ကကျွန်တော်တို့ဒီပစ္စည်းကိုမဖြစ်စည်းဘူး။ဘာဖြစ်လဲဆိုတော့တက်တဲ့အထောက်ထားတွေလိုချင်တယ်ဆိုဒီလုပ်ငန်းဘယ်သူကကင်တွဲလှုပ်ဆောင်နေလဲ။နောက်ခံမှာဘယ်သူကနေဟိုစားပေါ့နော်။ရက်တီပြီးတော့အမိတ်ပေးညွှန်ကြားတယ်အဲ့ဒါတွေကအစပေါ့နော်ကျွန်တော်သိချင်တာအကုန်လုံးမရဘူးဆိုပေမဲ့အချက်လက်တွေအများကြီးရနိုင်ဆိုတာဒါဟကြည့်ချင်းအဖြစ်ကျွန်တော်ဒီပစ္စည်းကိုလုံးဝမဖြစ်စည်းဘူး။တေချာသိမ်းထားတယ်ပြီးတော့တာဝန်ရှိတဲ့လူကျွမ်းကျင်လို့ဆိုလွှဲအလိုက်မယ်ဆိုတာသိချတယ်။မင်းလက်ပံမှာပြီးခဲ့တဲ့21ရက်နေ့ကKNLA တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေတိုက်ပွဲပြင်းထန်ခဲ့ပြီးအဲ့ဒီကြားဖြတ်ယုံမှာရှိတဲ့ DKB စစ်သားတွေကတနက်နဲ့ပြေလို့မရည်ရွယ်ပဲဝင်စီးရင်ကြားဖြတ်ယုံမှန်တွေ့သွားတာဖြစ်တယ်လို့ဒီမနေ့ထုတ်ပြန်တဲ့ KNU ထုတ်ပြန်ချက်ကဆိုပါတယ် DKB အစိတ်ပိုင်းဖြစ်တဲ့အစိတ်ပိုင်းတစ်ခုကနေပြီးတော့အဲ့မှာရန်သူနဲ့လက်တွဲပြီးတော့လုံနေတဲ့အပိုင်းတွေရှိတယ်အဲ့ဒါကိုကျွန်တော်တို့တပ်ဖွဲ့တွေအကုန်လုံးရှင်းလိုက်တယ်ရှင်းလိုက်တဲ့အခါကျတော့မမျော်လင့်မဲနဲ့ဒီကြားဖြန့်လုံနေတဲ့နေရာကြီးတစ်ခုကိုသွားပြီးတော့မိနေတယ်အဲ့ဒါကြတော့ကျွန်တော်တို့အကုန်လုံးဝင်ရှင်းလိုက်တဲ့အခါမှာအဲ့ဒီအနေထားမျိုးမှာပဲ21ရက်မှာဖြစ်တယ်အဲ့ဒီနေ့ဖြစ်ခဲ့တဲ့အချိန်မှာကျွန်တော်တို့ဒီပြဿနာတက်ခဲ့တဲ့အဲ့ဒီ DKB အစိတ်ပိုင်းပေါ့နော်အဲ့မှာဘုံမကြီးနိုင်တွင်ဆိုတာရှိတယ်အဲ့ဒီမှာသူကဒီ USR တွေအရေးယူခံရတဲ့ဒီ sanction ပေါ့နော်ပိတ်ဆို့ခံရတဲ့စီရင်ထဲမှာပါတဲ့စိုင်းကျော်လာရဲ့တပည့်တွေသိရတယ်အဲ့ဒါတော့ကျွန်တော်တို့ထုတ်ပြန်ကြည့်ရတဲ့အထက်မှာလည်းပါပြီးသားပါဝင်စည်းစဉ် DKB တပ်သား230ကျော်လက်နဲ့ချပြီးလုံခြုံရေးတင်းကျပ်ထားတဲ့ကြားဖြတ်ယုံထဲမှာကြားဖြတ်လုပ်သားပေါင်း2000ဝန်းကျင်ဖမ်းမိပါတယ်အဲ့ဒီထက်မှာတရုတ်နိုင်ငံသားအများဆုံးဖြစ်ပြီးထိုင်းလာအိုမလေးရှားဖိလစ်ပိုင်ဘင်္ဂလားဒေ့ရှ်ထိုင်ဝမ်ဟောင်ကောင်အီသီယိုးပီးယားရဝမ်ဒါနဲ့အီဂျစ်နိုင်ငံသားတွေပါတယ်လို့ဆိုပါတယ်သူတို့တွေနေရပြန်ဖို့အပါအဝင်ကျဲပြန်ကြီးမားတဲ့ကြားဖြတ်ငွေလင်ကိုင်းကိုစုံစမ်းဖော်ထုတ်ဖို့နိုင်ငံတကာအကူအညီနဲ့ပူးပေါင်းဆောင်ရွက်မှုလိုတယ်လို့ KNU ကပြောပါတယ်ဒီလုပ်ငန်းကိုတက်ဖြစ်ဖို့ဆိုတော့နိုင်ငံတကာမပါဘဲနဲ့ကျွန်တော်တို့ဘလို့မှလုပ်လို့မရဘူးဆိုတော့လူတွေပြန်ပို့တာအစားပြဿနာတက်တယ်အဲကြောင့်မို့ကျွန်တော်တို့ပြောနေတာကြာပြီဒါပေမဲ့မဖြစ်လာဘူးဖြစ်လာဖို့ဆိုတာလည်းအရန်ခက်တယ်ဆိုတာနိုင်ငံချင်းချင်းအဆင့်ဆက်ဆံရေးတွေအစပေါ့နော်ဒါတွေကဒါပေမဲ့ကျွန်တော်တို့တောက်လျှောက်ပြောနေတာဒီလိုနေနဲ့ပဲကျွန်တော်တို့လုတ်သွားမယ်ဆိုဘာမှအလုပ်ဖြစ်မှာမဟုတ်အဲကြောင့်မလို့အခုကလက်ရှိရတော့ဘယ်လိုပဲဖြစ်ဒီလုပ်ငန်းတိုက်ဖြစ်ဖို့အတွက်နားလည်မှုရှိတဲ့ကျွန်တော်လက်တွဲလှုပ်ဆောင်လာတဲ့အခါမှာကျွန်တော်တို့အိမ်နီးချင်းတွေကပဲဖြစ်ကျွန်တော်တို့အဝေးမှာရှိတဲ့နိုင်ငံပဲဖြစ်အဖွဲ့အစည်းတွေပဲ agency မျိုးကနေပြီးတော့ကျွန်တော်လက်တွဲလှုပ်ဆောင်သွားမှာဖြစ်တယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး DKB ဌာနချုပ်ရဲ့မှတ်ချက်ကို R2K ကဆက်သွယ်မေးမြန်းပေမဲ့မြေပြင်အခြေအနေကိုအတိအကျမသိသေးလို့မှတ်ချက်ပေးစရာမရှိသေးဘူးလို့ပဲအကြောင်းပြန်ပါတယ်ထိုင်းမြန်မာနယ်စပ်တခြားကြားဖြတ်ယုံ40ဝန်းကျင်လောက်ကရင်နယ်ကြားဆောက်တဲ့နဲ့ DKB အကာအကွယ်နဲ့လက်ပတ်နေပြီးနှစ်စဉ်အမေရိကန်ဒေါ်လာဘီလီယံပေါင်းမြောက်များစွာတရားမဝင်ရရှိနေပါတယ်။ကြားဖြတ်နဲ့ဆက်ဆက်ပြီးလူကုန်ကူးမှုတွေအတင်းအဓမ္မစီခံမှုတွေအပါအဝင်လူအခွင့်အရေးချိုးဖောက်မှုတွေအများပြားရှိနေတယ်လို့အစီရင်ခံစာတွေကဆိုပါတယ်။